ဂီတာစတီးရင်ဘယ်ຢာတွေကိုအဓိကထားပြီးလေ့ကျင့်ရမလဲအကိုရေးရှင်းပြပေးပါလားတဲ့ဟုတ်ကဲ့ရှင်းပြပေးပါမယ်ခင်ဗျာဂီတာစတီးရင်ဘယ်ຢာတွေကိုအဓိကထားလေ့ကျင့်ရမလဲဆိုတော့တေးကြတယ်ကော့တွေကျွန်တော်လေ့ကျင့်ရမယ်ကော့တွေနော်ကော့လေးတွေကျွန်တော်တီးမှရမယ်ကော့လေးတွေဒီတန်းမှာကျွန်တော်ဂီတာတီးလို့ရမှာလေနော်အဲ့တော့ကော့တွေကျွန်တော်လေ့ကျင့်ရမယ်ကော့တွေလေ့ကျင့်တဲ့နေရာမှာလဲကော့တွေကအုပ်စုသူ့ family အုပ်စုတွေကအဲ့လိုအများကြီးပဲကော့တွေအနည်းတာမဟုတ်ဗျာအမျိုးစုံအများကြီးရှိတာပေါ့နော်ဆိုတော့အဲ့ထဲမှာကျွန်တော် C family ကတော့အသိသွဲတယ်ဗျာ C family ရမ်းလွယ်တယ်ကျွန်တော်ထင်တယ်လူအယောက်100ကတည်းကလူအယောက်100မှာလူ90ပေါ့နော်အဲ့ထဲမှာကျွန်တော်လည်းပါတယ်အဲ့90မှာကျွန်တော်လည်းပါတယ်အဲ့လိုလူတွေက C family ကနေပဲစတင်ကြတာเนาะC ပြီးတော့ A minor ပြီးတော့ D minor ပြီးရင် G ပေါ့ဗျာ C family တွေကကန်ရတာအရန်လွယ်တယ်အဲ့လွယ်တဲ့ C family လေးတွေရဲ့ကော့လေးတွေကိုရအောင်ကျင်မှာတစ်ကော့ရသွားပြီးနှစ်ကော့ရသွားပြီးသုံးကော့ရသွားပြီးလေးကော့ရသွားရင်လည်း motivation နဲ့ရတယ်เนาะဆိုတော့အရန်လွယ်တဲ့ C family လေးတွေကိုအရင်ကျင်မှာကော့လေးတွေရပြီဆိုရင်လက်ခတ်လေးရထိုးလာပြီเนาะလက်ခတ်လေးလည်း detail မှာကျွန်တော်တချင်ရဆိုလို့ရမှာဆိုတော့လက်ခတ်လေးကိုလည်းကျင့်လက်ခတ်ကလည်းအများကြီးရှိတဲ့ထဲကနေမှာစလိုးကိုလို့လူတိုင်းသိတဲ့အဲစလိုးကိုလက်ခက်လေးကိုကျင့်ပါအဲ့ဒါလေးကိုအပိုင်အသေးရအောင်လားကျင့်ထားလိုက်ပါအဲ့ဟိုဗာလဲစလိုးကိုဆိုတဲ့လက်ခက်လေးရရင်တချင်းအပုတ်တွေကလည်းတီးနိုင်တယ်အပုတ်1000နဲ့တီးနိုင်တယ်တချင်းတော်တော်များများစလိုးကိုအခြေခံပြီးမှရေးဆက်ပြီးမှအဲ့လိုမျိုးသွားတဲ့ frame တွေပုံများပါတယ်เนาะဆိုတော့တချင်းနဲ့အောင်ပြောပါဦးเนาะတချင်းတော်တော်များများကိုကျွန်တော်တီးလို့ရတယ်လို့အဲစလိုးကိုလက်ခက်လေးလည်းအရင်လွယ်တယ်เนาะကျွန်တော်ဒီမှာတစ်ခါလေးပြပြမယ်เนาะစလိုးကိုလက်ခက်က down down up up down 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 up down down up up down 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 up down down up up down 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 up ဒါမိုးလေးပဲဒါပဲအဲ့ slow ကိုကအပိုင်အမီးရဖတ်တွေ့ထားလိုက်ဗျာเนาะအဲ့ဆိုတချင်းတော်တော်များတီးရသွားလိမ့်မယ်ဆိုတော့ဆောနာ C family call လေးလည်းရပြီလက်ခတ်လေးရလဲ slow ကိုတေချာလေးဒီတန်လေးညံ့နေအောင်တီးတက်သွားပြီဆိုရင်တချင်းတွေတော်တော်များတီးတက်လာလိမ့်မယ်เนาะအရင်လည်း motivation ဖြစ်လာလိမ့်မယ်အဲ့ဒီအစဉ်ရောက်ပြီဆိုမှC family အပြင်ကို D ရဲ့ family call လေးတွေကိုtype မှာလေ့ကျင့်မယ်เนาะ G ရဲ့ family call လေးတွေ type လေ့ကျင့်မယ် A ရဲ့ family call လေးတွေ E family call လေးတွေလည်း type မှာလေ့ကျင့်မယ် call တွေပိုများလာလိမ့်မယ်လက်ခတ်လေးရလဲ slow ကိုပြင်မှာချာလေးတွေတို့เนาะဟို swim လေးတွေတို့ voice note လေးတွေတို့haro လေးတို့အများကြီးပဲလက်ခတ်တွေเนาะ fan တို့ fan ဆိုအဲ့လိုပေါ့အဲ့ဒါလေးပါဟို set မှာလေ့ကျင့်ပါလို့เนาะဟိုဆက်ကျင့်မှာတော့ကျွန်တော်ပြောတယ် C family call လေးတွေလေ့ကျင့်မှာပြီးတော့ slow ကိုအပိုင်ရအောင်လေ့ကျင့်မှာဒါဆိုရင်အများကြီးအဆင်ပြေသွားပြီเนาะတော်လေးအဆင်ပြေသွားလိမ့်မယ်เนาะကျွန်တော်တို့အဲ့လိုပဲအကြံပြုချင်ပါတယ်လို့เนาะအားလုံးပဲအဆင်ပြေပါစေခင်ဗျာเนาะဟိုအမြန်ဆုံးပဲနှလုံးသားထဲရှိတဲ့အတိုင်းတခြင်းလေးတွေကိုလိုလိုလတ်လတ်နဲ့အဆင်ပြေပြေလေးအမြန်ဆုံးတီးခတ်နိုင်ကြပါစေခင်ဗျာ